အခုလောမိတ်ဆွေရဲ့ Viber တွေကိုကိုမသိတဲ့ဖုန်းနံပါတ်အစိမ်းတစ်ခုကနေပြီးတော့ဖုန်းတွေခေါ်နေတာစာတွေပို့နေတာကိုခဏကြုံနေရပြီလားဒီလိုမျိုးကြုံနေရပြီဆိုရင်တော့တေချာတတိထားမှရလိမ့်မယ်ဒါတွေကကျွန်တော်တို့တာမန်စကားလာပြောတာမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ဘဏ်အကောင့်ထဲမှာရှိတဲ့ပတ်စံတွေကိုလိမ်မှုချောင်းနေတဲ့နိုင်ငံဖြတ်ကျော်ဒီ Cyber ရာဇဝတ်ဂိုင်းတွေရဲ့ပြစ်မှတ်ထားတိုက်ခတ်မှုကိုခံနေရပြီဆိုတော့အတိတ်ပဲအဲ့တော့ကျွန်တော်ကဒီနေ့ဗီဒီယိုမှာ Viber မှာဘာကြောင့်အခုတလောမှာ spam message တွေအများများနေရတယ်နဲ့ကိုယ့်ရဲ့ပတ်စံလေးတွေမပေါအောင်ဘယ်လိုမျိုးကာကွယ်လို့ရလဲဆိုတော့အသေးစိတ်ပြောပြပေးခြင်းတယ်အဲ့တော့ကျွန်တော်ခက်မှာဗီဒီယိုလေးကိုစလိုက်အောင်ကဲစဉ်းစားကြည့်အောင်ဒီ spam message တွေကဘာကြောင့်အခုတလောမှာပို့ပြီးတော့ပေါ်များလာတာလဲအဖေကတော့ရှင်းပါတယ်ဒီအရှေ့တောင်အာရှဒေသတွေအထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံနယ်စပ်ဒီကမ္ဘောဒီးယားတို့ဖိလစ်ပိုင်တို့အဲ့လိုမျိုးနိုင်ငံတွေမှာဒီငွေကြေးလဲလှယ်တဲ့ခိုင်းတွေကအကြီးအကျယ်ကိုခြေကုပ်ရယူထားတယ်ပို့ပြီးတော့စိတ်မကောင်းမှုကောင်းတဲ့အချက်ကကြတော့ကျွန်တော်မြန်မာနိုင်ငံတန်တန်ကန်ထဲမှာနေလူပေါင်း3,200,000ကျော်လောက်ကအဲ့လိုမျိုးခိုင်းတွေရဲ့မတရားအတင်းအဓမ္မအလုပ်ခိုင်းစေမှုကိုခံနေကြရတယ်အဲ့ဒီမှာထပ်ပြီးတော့စဉ်းစားစရာတစ်ခုပေါ်လာတာကသူတို့ကကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေကိုဘယ်လိုမျိုးသိလဲဒါကစဉ်းစားကြည့်ရင်တော့တော်တော်လေးလွယ်တယ်ပေါ့နော်ကျွန်တော်တို့ကဒီတပ်ပါတီ application တစ်ခုခုမှာဖုန်းနံပါတ်နဲ့ account တွေမှာဖွင့်ဘူးတယ်ဆိုရင်အဲ့ဒီ application company ကအဲ့ဒီ data တွေကိုအဲ့လိုမျိုးခိုင်းတွေကိုရောင်းစားလိုက်ရင်လေသူတို့ကကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေကိုသိနိုင်တယ်နောက်ပြီးတော့ဒီ social media application တွေရဲ့ comment အောက်မှာကိုယ့်ရဲ့ဒီဖုန်းနံပါတ်တွေကိုအလွယ်တကူချမိတာတို့ live ဆေးတွေမှာကိုယ့်ရဲ့ဖုန်းနံပါတ်တွေကိုအလွယ်တကူရေးမိတာတို့ဒီလိုမျိုးနေရာတွေကနေလေသူတို့ကကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေကိုသိသွားနိုင်တယ်အဲ့ဒီအတွက်ကြောင့်မို့နော်အခုချိန်မှာဒီဖုန်းနံပါတ်တစ်ခုဆိုတာကကိုယ့်ရဲ့ identity တစ်ခုလိုဖြစ်နေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုမသိတဲ့လူတွေမပေးတာတော့ကောင်းတယ်နောက်ပြီးတော့ social media တွေမှာလည်းအားရတိုင်းတက်ပြီးတော့မပြသင့်ဘူးနောက်ပြီးတော့သူတို့ကအဲ့လိုမျိုးဖုန်းနံပါတ်ကိုရပြီဆိုတာနဲ့ဒီအလိုလျောက်ဖုန်းခေါ်တဲ့စနစ်တွေနောက်ပြီးတော့ဒီအလိုလျောက်ဒီ message ပို့တဲ့ဒီ software တွေ bot တွေကိုသုံးပြီးတော့ကမ္ဘာတစ်ဝန်းလုံးကိုစာလိုပေါင်းတောင်းနဲ့ချီပြီးတော့ပို့လိုက်ကြတယ်ဆိုတော့သူတို့ကဘယ်လိုမျိုးနီးလန်းတွေကိုသုံးပြီးတော့ကျွန်တော်တို့ရဲ့ငွေကြေးတွေကိုလိမ်လည်နေတယ်ဆိုတာကိုထပ်ပြီးတော့ပြောပြပေးမယ်ပထမဆုံးနီလန်တစ်ခုကတော့သူတို့ကိုသူတို့ပေါ့နော်ဒီ KBZ Pay တို့ WePay တို့ရဲ့ဝန်ထမ်းတွေလို့ဟန်ဆောင်ပြီးတော့ account တူနဲ့ကျွန်တော်တို့စကားရေးလာပြောမယ်နောက်ပြီးတော့ဒီ account အပိတ်ခံရတော့မှမလို့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ PIN number တွေ OTP ကုတ်တွေကိုလိမ်လည်ပြီးတော့တောင်းလိုက်မယ်နောက်ထပ်နီလန်ကျတော့ပို့ပြီးတော့ကျန်တယ်ဒီအစိုးရဌာနတွေလိုမျိုးသူတို့ကအယောင်ဆောင်ပြီးတော့ဒီ website link အတုတွေတို့နောက်ပြီးတော့ဒီ NAS ရှိတဲ့ application file တွေကိုကျွန်တော်တို့ပို့လိုက်မယ်အဲ့ချိန်မှာပေါ့နော်ကျွန်တော်တို့ကမသိဘဲနဲ့အဲ့ application တွေကိုဖုန်းထဲမှာ download မိပြီဆိုတာ ਨੇသူတို့ကဒီဖုန်းရဲ့ notification ကိုထိန်းချုပ်ပြီးတော့ OTP ကုတ်တွေကိုခိုးယူသွားနိုင်မယ်အဲ့ခါကျရင်ကျွန်တော်တို့ဘဏ်ကောင်တွေကငွေတွေအကုန်လုံးပတ်လုံးပြီးလို့လားမှတ်လိုက်တော့ဒါပေမဲ့ကျွန်တော်ကအခုလိုမျိုးတွေပြောနေလို့ပေါ့နော်အရန်တော့စိတ်မပူပါနဲ့ကာဝယ်လို့ရတဲ့နီလန်းတွေပါဆက်ပြီးတော့ပြောပြပေးမယ်ပထမဆုံးနီလန်းတစ်ခုကကြတော့ auto spam detector ဒါလေးကိုဖွင့်ကျင်နေဆိုရင်ကျွန်တော် Viber setting နဲ့ဝင်လိုက် privacy တဲကိုထပ်ဝင်လိုက်အဲ့မှာ auto spam detector ဆိုတာတွေ့လိမ့်မယ်အဲ့ဒါလေးကို open လုပ်ထားပေးလိုက်ဒီလိုမျိုးလုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့မသိတဲ့လူတစ်ယောက်ကကျွန်တော်တို့ရှိကိုစာတွေပို့နေမယ်ဆိုရင် Viber check-in လုပ်လိုက်ပြီးတော့ကျွန်တော် spam တွေကိုကောက်ပြီးတော့ပို့လိုက်နိုင်မယ်အဲ့ထဲမှာကျွန်တော်ကဝင်ကြည့်ပြီးတော့ကျွန်တော်တို့မသိတဲ့လူတစ်ယောက်ကစာတွေအဲ့လိုမျိုးပို့နေတာဆိုရင်တခါတည်း block လုပ်လိုက်လို့ရတယ်ဒုတိယတစ်ခုကကျတော့ silent to unknown ခေါ်လာဒါလေးဖွင့်ကျင်နေဆိုရင် Viber setting နဲ့ဝင်လိုက်နောက်ပြီးတော့ contact message ထဲကိုထပ်ဝင်အဲ့မှာ silent to unknown ခေါ်လာဆိုတာတွေ့လိမ့်မယ်ဒါလေးကိုဖွင့်ထားမယ်ဆိုရင်ကျွန်တော်တို့စီကိုပေါ့နော်မသိတဲ့လူတွေကဒီဖုန်းတွေခဏဇက်တိုက်ခေါ်နေမယ်ဆိုရင်ကျွန်တော်တို့ဘာမှသိရမှာမဟုတ်ဘူးဒါလေးကတော်တော်လေးမိုက်တယ်နောက်ပြီးတော့တော်တော်လေးအသုံးဝင်တယ်လို့ပြောလို့ရတယ်နောက်ဆုံးတစ်ခုကကျတော့ကိုမသိတဲ့လူတွေကပေါ့နော်ဒီ group တစ်ခုခုတွေအတင်းဆွဲခေါ်နေတာခံနေရတယ်ဥမာအနေနဲ့ပေါ့နော်ဒီစီးပွားရေးအကြံပေး group တို့နောက်ပြီးတော့ဒီ consignment group တို့ဒီလိုမျိုး group တွေကိုအတင်းချက်ဆွဲထည့်နေတာမခံချင်ဘူးဆိုရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ကျွန်တော် Viber setting နဲ့ဝင်လိုက်နောက်ပြီးတော့ဒီ privacy တွေကိုထပ်ဝင်လိုက်အဲ့ချိန်မှာကျွန်တော်တွေ့ရမှာကျတော့ control who can add you to group မှာကျွန်တော် my contact ကိုပြောင်းထားပေးလိုက်ဒါဆိုရင်ကိုမသိတဲ့လူတွေကကိုမသိတဲ့ group တွေကိုအတင်းအကျပ်ဆွဲခေါ်တာကိုမခံရတော့ဘူးအဲ့တော့ဒီ video လေးကကျတော့ကျွန်တော်တို့အခုတလုံးမှာဘာကြောင့် Viber မှာ spam message တွေအများများနေရတာလဲနောက်ပြီးတော့ကိုယ့်ရဲ့ငွေကြေးတွေကိုကာကွယ်အောင်ဘယ်လိုမျိုးနီးလန်းလေးလုပ်လို့ရလဲဆိုတော့ပြောပြပေးတာပဲဖြစ်ပါတယ်အဲ့တော့မှကျွန်တော်ကထပ်ပြီးတော့ပြောချင်တာကကျတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့အချက်၃ချက်ကိုလောက်တာအပြင်မှာကိုမသိတဲ့လူတစ်ယောက်ကကိုယ့်ကို Viber မှမဟုတ်ဘူးအခြား Messenger ကပဲဖြစ်ဖြစ်အခြားဒီ social media application တွေကပဲဖြစ်ဖြစ်ဒီ link တစ်ခုခုလာပို့ပြီဆိုရင်ကျွန်တော်တို့ကိုလိမ်ဖို့90%လောက်ရှိတယ်အဲ့အတွက်ကြောင့်ကိုမသိတဲ့လူတွေကလာပို့တဲ့ link တွေကိုတုံနဲ့မှနှိပ်ဖို့လည်းအကြံပေးခြင်းတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဆိုရင်ရောဒီ video ကိုကြည့်ပြီးတော့ဘယ်လိုမျိုးအတွေးမြင်နေရသွားလဲနောက်ပြီးတော့ကိုရောအဲ့လိုမျိုးအလိမ်ခံရဘူးလားဆိုတာလည်းအောက်က comment section ထဲမှာရေးပေးသွားလို့ရလို့ပြောနေပဲအားလုံးကိုကျေးဇူးတင်ပါတယ် Yangon Mobile Store